ဟုတ်ကဲ့ကျွန်တော်ညီကိုတွေအတွက်ကျွန်တော်မန်ဒီမှာတပွဲကောင်းဆွဲချင်တဲ့ညီကိုတွေအတွက်ကျွန်တော်ဗီလာရေးနဲ့ Espanyol ပွဲလေးကိုဂိုးပေါ်ဖြစ်ရွေးချယ်ပေးထားပါတယ်ဘာလို့ဂိုးပေါ်ဖြစ်ရွေးရလဲဆိုတဲ့အကြောင်းပြချက်တွေတက်ကအကြောင်းပြချက်အချို့ကတော့ပေါ့နော်ဒီဗီလာရေးတို့ဒီပွဲ22ပွဲနဲ့ပေါ့နော်လုံး40နီးပါးရှိတယ်အိမ်ဝဲမှာဆိုလို့ရှိရင်လေပြင်းပြအတူတပွဲကိုနှလုံးနီးပါးသွင်းနေပေါ့နော်လုံးနီးပါးသွင်းနေEspanyol ဆိုလို့ရှိရင်လေပွဲတိုင်းကိုရှုကတော့ရှိတယ်သူ့မှာလေတပွဲကိုတစ်လုံးနီးပါးပေါ့နော်သွင်းနေပြီးလဲပြီးတယ်ဇရက်လောက်ဖြစ်နေတယ်နှစ်တင်းလုံးကဂိုးရဖို့လေခင်းရည်လေးမရှိသလိုနှစ်တင်းလုံးကဂိုးပြီးဖို့လေဝင်မလေးကြပါဘူးခက်စစ်ပိုင်းရလေအရင်ကြီးကြစ်လေးရှိနေတာလက်ရှိခြေအနေမှာမတွေ့ရပါဘူးနောက်ပြီးကြတော့သူတို့နှစ်ကောင်ပါပေါ့နော်နှစ်ကောင်လုံးကနိုင်ပွဲလူပဲချက်များနေတယ်ဒါဆိုလို့ရှိရင်ဒီလာလီဂါမှာဆိုလို့ရှိရင်3ပွဲဆက်ဗီလာရီတို့နိုင်ပွဲပျောက်ထားတယ်ထိုဒီလက်ကောင်းမယ်Espanyolတို့ကလေဘယ်နှပွဲတော့6ပွဲဆက်တင်တာပဲထိုဒီလက်ကောင်းမယ်Espanyolတို့ကလေ9ပွဲဆက်ပေါ့နော်နိုင်ပွဲပျောက်ထားတယ်ဆိုတော့နှစ်ကောင်လုံးကနိုင်ပွဲကိုပြင်းပြထန်ဆာလောင်လို့အဲ့ဒီတာပါဆိုတော့ဒီနှစ်တင်းကဒီနေ့ညမှာပိတ်ဆော့လာစရာအကြောင်းတော့မရှိဘူးလို့ကျွန်တော်မြင်ပါတယ်နှစ်တင်းလုံးဂိုးရဖို့သူတို့ဥတီပြီးတော့ဆော့ကြမှာဖြစ်ပါတယ်ဆော့ကြမယ်လို့ယူဆရပါတယ်ညကခက်ခဲတဲ့လာလီဂါ9ပွဲကလည်း4ပွဲကိုအောက်ပြီးတော့ပြက်သားပေါ်ထားဆိုလို့ပြီးပေါတဲ့တင်းနဲ့ပဲရှိသေးရပါဆိုတော့ဂိုးပေါ်လေကလန်နာကြအရာလာနိုင်ပါတယ်အဲ့ဒါတွေကြောင့်မလို့ကျွန်တော်ဗီလာကြီးရဲ့ဂိုးပေါ်လေးကိုပို့ပြီးတော့ကြိုက်နေတဲ့နေတာဖြစ်ပါတယ်ဒါကတော့ကျွန်တော်ရွေးချယ်ထားပြီးတော့နော်စဉ်းစားထားတာတွေကကျွန်တော်ရွေးရတဲ့ပို့ပြီးတော့ကြိုက်နေတဲ့အချက်လေးတွေကိုပြောပြပေးသွားတာဖြစ်ပါတယ်အကြိုက်သူမှစောဖို့တော့ကျွန်တော်မြင်တဲ့ရခံပါတယ်ညီကိုရီအားလုံးခုနကခုလက်ပါဟုတ်ကဲ့အကောင့်တွေကမကြခဏပြတ်တက်လို့ကျွန်တော်ရဲ့အမြဲတမ်းကြည့်လို့ရအောင်ပေါ့နော်ကျွန်တော် Telegram Channel လေးကို comment မှာချပေးထားပါတယ်ညီကိုရီအားလုံးအစီအမံချပါသည်ခင်ဗျ